ကိုကြိုးတို့တဲ့စနေနေမွေအင်ပါယာဘိုင်းစီတီဟုံတိုင်းကျဲပြီးရေငလေးဝင်လာတာလူငယ်တွေလက်တွဲခေါ်ပြီးဟစ်ဟော့ကိုရွှေတယ်မှာစနေမောင်ဆိုတဲ့ကောင်ကအာရကောင်းရေပြင်ပြလက်ရှိမြတ်မှာနုပညာစိတ်လောက်ပြောပြမယ်ပေါ်ပင်ဆိုတော့ဘာဆိုလားပဲဗိမောင်စောကြတယ်စကေးတွေကလီးထားတဲ့စောင်းအောင်တော့ကြီးလာပဲကော်ပီလေးကခိုးလာပြီးတော့စောက်ရတမ်းပြီးဖိလာတယ်ဒီတော့လည်းဖုံရောက်ပြီးတော့ချင်းဆိုတာလဲ4000ခွဲချင်းတော့ပေါက်တဲ့လေးစကားနဲ့ရွှေထားလဲယုံကြပါတယ်မီဒီယာနဲ့အင်တာဗျူးတာပို့ဆိုပတ်ဆက်ဝိုးတော့မှတက်ကောင်တွေကလည်းကြောင်ကြကြီးလဲပေးရကြတယ်ဇိုးဇိုးဆက်ဆက်တဲ့ဒါနဲ့ထားပါဗျာဖိုးကောင်းကိုရောသိကြလားဘောဘောကွဲအောင်ပေါက်တဲ့ဆိုပဲချင်းတိုင်းခွေးစီသုံးကြပါကိုပဲချင်းကထောက်တဲ့မျက်ပြောင်တိုက်တဲ့ချင်းကတော့လွိုင်းရင်စီဒီရိုင်းနေစိပြီးဖြောက်ချလိုက်မယ်မေးဝင်တော့ဟောစိတ်လေးရုတ်ခဲ့ဆောင်းရမ်းကိုကြွယ်တာပဲငွေသုံးပြီးတော့ဗျူဟာရှာတာဆောင်းရမ်းကိုလွယ်တာပဲနာမည်ကြီးပြီးတစ်နှစ်ကျော်လာပြီးရင်တော့ပျောက်တာပဲစတူဒီယိုရောက်ပြီးချင်းတာဆိုတော့တောက်လျှောက်ကိုမွဲတာပဲဟာစိတ်လေးရုတ်ခဲ့ဆောင်းရမ်းကိုကြွယ်တာပဲငွေသုံးပြီးတော့ဗျူဟာရှာတာဆောင်းရမ်းကိုလွယ်တာပဲနာမည်ကြီးပြီးတစ်နှစ်ကျော်လာပြီးရင်တော့ပျောက်တာပဲစတူဒီယိုရောက်ပြီးချင်းတာဆိုတော့တောက်လျှောက်ကိုမွဲတာပဲ DJ လောက်ကဆောင်းရမ်းပြတယ်ကလောင်နာမည်ရန်ဒီဖုံချောင်းကောင်တွေပန်းကုန်စုတ်ကန်ညညဆိုမှန်းပြီးမြန်မာတန်ရင် DJ ဆွဲတာရင်ချင်းမှုစမ်းကြည့်ဒါလားမြန်မာလူပညာထိန်သေးလို့ခွမ်းပြီးမင်းလောက်တော့နာမည်ကြီးပါငါဝတ်တာရွှေ20တာမွေးကလေးကပြေးသုံးပြီးတာစနေနာကဂရေကျွဲတာငါနဲ့ပြိုင်ပြင်မလိုက်မယ်မောရင်တော့ရေဝဲတာငေါရှုံးရင်လက်စင်းခံမှုသိတိုင်းမှာပြေးဝဲထားရှာတော်ပြီစဆုံရင်လည်းရွာပြင်ထုတ်ခံရမယ်